အကုန်လုံးချက်ပြီးပကံနဲ့ထည့်ပြီးကမှနောက်တစ်ခါပြန်ချက်ပါအောင်ဆိုတော့နောက်တစ်ခါပြန်ချက်ရပါတယ်ရှင်စိတ်သားနူးနေပြီဆိုလို့မျိုးပေါ့နော်လူကြီးရမဝနိုင်လို့တဲ့ပို့ပြီးနိုးအောင်ချက်ပါအောင်ဆိုတော့နောက်တစ်ခါပြန်ချက်ရပါတယ်ရှင်စိတ်သားလေးကလက်ဆောင်ရတာမို့လို့ဒီတစ်ခေါက်တော့ဈေးဝတ်တတာပြီလို့တွေးလိုက်ပြီမယ်ဒီလိုလိုက်ရင်လည်းလက်လုံးချက်တန်ဖြစ်ပြီး truck ပေါ်ရတော့ကျိုးသွားပါတယ်ရှင်ကျမတို့ငွေထွက်ပါအောင်မယ်ရှင်စနေတနင်္ဂနွေဆိုရင်ဟင်းချက်တဲ့တောင်ဝင်ကိုအလဲမို့လို့ဒီတစ်ခါတော့အိမ်စားဖို့အတွက်ဟင်းချက်ရပါတယ်ရှင်အဲ့တော့အိမ်ကလူကြီးစိတ်တိုင်းကြချက်ရင်လည်းကိုကပေါ်လေရဆိုရင်သူတို့ကငန်းနေပါပြီကိုကငန်းတယ်ဆိုရင်သူတို့ကပေါ့ပါသေးတယ်ရှင်စနေတနင်္ဂနွေဆိုရင်အဲ့လိုကြရပေါင်း1600နဲ့ဟင်းချက်ပါတယ်ရှင်တခါတလေကိုချက်တာအောင်မကြိုက်လို့အိမ်ကအစားနေကြရဲဆိုရင်လည်းကျွန်မစိတ်ကောက်လိုက်ပါသေးတယ်ရှင်စိတ်သားလေးကိုမကြီးအောင်လို့စီတက်ကလေးကပြည့်နေတဲ့ရွက်ကလေးကိုအသားကိုနှက်တဲ့အချိန်မှာလည်းမဆလာလေးရောပြီးတစ်ခါနှက်ထားဖြစ်တဲ့အတွက်အနံ့လေးကတော့ပွေးနေပါတယ်ရှင်အခုဆိုရင်တော့စီပြန်ပြီးတော့မှုရင်းနေတဲ့စိတ်သားဟင်းလေးတစ်ခွက်ရပါပြီရှင်အဆုံးထိကြည့်ရှုပေးကြတဲ့တို့တရားစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ရှင်